အရေးကြီးကိစ္စမှုကြော်မတွားကြပါနဲ့နော်အကျဉ်းထောင်ထဲမှာအသက်80ပြည့်ပြီဖြစ်တဲ့ကျွန်တော်တို့ရဲ့အမေတော်အောင်ဆန်းစုကြည်ဟာနှလုံးရောဂါဝေဒနာကိုစိုးစိုးဝါးဝါခံစားနေရပါတယ်အကျဉ်းထောင်ထဲမှာလည်းနှလုံးရောဂါကိုပျောက်ကင်းဖို့ကုသဖို့အတွက်ဆေးကုသခွင့်များရှိဖို့လို့လည်းသိရှိရပါတယ်အရင်ကအမေစုပြောတဲ့စကားလေးရှိပါတယ်ကျမအတွက်ဘာမှလုပ်မပေးနိုင်ရင်တောင်အမေစုကျမ်းမာပါစေလို့ဆုတောင်းပေးရင်ကိုတိတ်ကျင်နေထားပဲတဲ့ကျွန်တော်တို့တွေအမေစုအနာမှာအနည်းကပြုစုဆောင်ရှောက်ကူညီမပေးနိုင်တဲ့အတွက်ဝမ်းနည်းရပါတယ်ဒါပေမဲ့တခုတော့ရှိပါတယ်ကျွန်တော်တို့တွေကအမေစုနာမှာမရှိပေမဲ့အဝေးတနေရာကနေအမေစုကိုချစ်တော့အမေစုကချစ်တော့ပြည်သူများကနေပြီးတော့ယခုလက်ရှိရောက်ရှိတဲ့နေရာကနေအမေစုကျမ်းမာပါစေအမေစုအမြန်ဆုံးအကျဉ်းထောင်ကနေလွတ်မြောက်ပါစေလို့ဆုတောင်းပေးကြပါခင်ဗျာနောက်ပြီးအမေစုအတွက်စေကူတာကွင်ရရှိဖို့လဲစပီကောက်များများလေးလုပ်ပေးကြပါခင်ဗျာအမေစုကျမ်းမာပါစေအမေစုအမြန်ဆုံးအကျဉ်းထောင်ကနေလွတ်မြောက်ပါစေအရေးတော်ပုံကြီးလည်းအမြန်ဆုံးအောင်မြင်ပါစေ